ရောက်တဲ့ကြာလာပြီကျွန်တော်တို့ပေါ့နော်ဒီဇွန်မလေးနဲ့ပေါ့နော်စမှာဖြစ်တော့ကျွန်တော်လက်လေးဆက်နေပေါ့နော်2 5 plan ပါနော်ဒီဆိုပြီးတဲ့နာမည်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နော်ဟုတ်ဆက်လက်ပြီးတော့ကျွန်တော်တို့ပေါ့နော်နောက်ထပ်အစီအစဉ်လေးရတော့ကျွန်တော်တို့ပေါ့နော်ဒါဝေးကောင်းတာပဲလက်မတော်လေးကိုဝေးကောင်းတာပဲရှေ့ကိုလိုက်တယ်1 2 3 4 5 6 7 လောက်လာမယ်လောက်လာမယ်စောပါလေနော်လည်းပေါ့နော်ကျွန်တော်စစ်ပြီးပြီးကျေးလို့ရနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ပေါ့နော်ဒီ hydration ဖြစ်ပြီးတဲ့ runner လေးတွေကကျွန်တော်ဖယ်ဘက်နဲ့ညာဘက်မှာဆိုရင်ကျွန်တော်လမ်းလေးရှိရပေါ့နော်အရှိဘက်ကနေမို့ဦးမှာကျွန်တော်အမှတ်တရ group photo လေးရိုက်မဲ့အစီအစဉ်လေးပါနော် group photo ရိုက်ပြီးရတယ်တာလွတ်မှာပါကျွန်တော်တို့တာလွတ်မဲ့အစီအစဉ်လေးရတယ်ကျွန်တော်5 km ကိုအရင်ဆုံးတာလွတ်ပြီးမှာပဲဖြစ်ပါတယ် Hello ခံသွားနေတော့ခံသွားနေတော့အမမခံဘူးရပါတယ်ကျွန်တော်ပြောပါဒီစီးလေးတိုင်းမှာကဲတမ်းလို့ခင်ပေးရင်ပေးတော့ပန်းဝင်လာတယ်ပို့ပြေတော့မယ်နော် Ready to go ညာရီကဲကိုရီတရီဒီနေ့တပါးလေးအစီအလေးနေရာချင်းပေးပါနော်ကိုရစားပြီးနောက်ဆုံးချက်နေအောင်မလားသွားနေသွားရောက်ပါချက် စိတ်မန်းနေရလာလိုက်တာကဲပန်းဝင်တော့မယ်
30 ကီလိုမီတာတော့ကျော်သွားပြီ တက်ချာတမချ ဟုတ်ပြီလက်ဆောင် present ဘာလို့ကြောက်တယ် โอเคခရီမြေမှာကျွေမဲ့လည်းမှုေးနေစေမိုးလေးတိုင်းနဲ့စာပေးလေးချိန်ပါနော်မိုးလေးတိုင်းနဲ့စာပေးလေးချိန်ပါတက်လေးချိန်ပါနော်ဟုတ်ချစ်ပြီဟုတ်ချစ်တာ Okay thank you ပါ ဟုတ်လား Hello လူလေးစာရေးကိုပြုတ်ပြရမယ် 5 ကီလိုမီတာဝင်လာတာ30ကျော်တယ် ဟုတ်လားခါရမယ်အဲ့လိုလားတယ်တယ်တော့နေရာလေးပြပါ congratulations ပါမောင်လေးဟုတ်အစင်လိုင်းတက်လိုက်လို့ရပါတယ်ဟုတ်007 008 009 10 3တမားတွေပြန်ပြီးပေးမယ်နော်ကျွန်တော်01ကနေပြီးတော့1 2 3 km 1 2 3 4 5 6 ဆရာကြည့်လို့များပါ ကိုရီးယားချဲလိုက် ပါဒီကိုလေးဟိုမှာ ဘယ်တော့လဲတကလေးလေးကဲစုယူဝတန်းစီနေပါရဲ့အေးရခဲ့ပြီအေး အမိသားကြီးကိုရိုက်ပြီးတော့ဟလာ ဟုတ်တယ်ကိုရမဟုတ်လေဟိုကလှုံတော့အပြင်မှာဆိုကြောက်ကိုမကြောက်တော့